ပါရှင်ရှားကောက် channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စင်ဝင်စားဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်လွမ်းစီရီရှိတဲ့တောင်ကုန်းအထက်ကမျှော်ကြည့်လိုက်ရင်ရိုးမတော်ကြီးကိုအပေါ်ကစီးမိုးမြင်နေရပါတယ်တစ်ပင်တစ်တော်တွေကအရွက်ချင်းထက်အကိုင်းချင်းရှက်ပြီးမြေပြင်ကိုမမြင်ရနိုင်အောင်ပိမ့်ပိမ့်နေပါတယ်တတော်လုံးစိမ့်ဆူနေပေရအစိမ်းရောင်ကပလာကြီးဖြန့်ချထားသလိုကြည်လေရာရာစိမ့်ညို့မှိုင်းရင်နေတယ်လုံမကထိုရှုခင်းကိုပင်မငင်းငွေ့နိုင်မယိုးနိုင်မေလွမ်းစီရီတောင်ကုန်းမော်ကိုလာကြည့်နေမိရပြန်ပါတယ်လွမ်းစီရီရှိရာတောင်ကုန်းကလုံမတို့ရွာကနေတခေါ်တာလောက်ဝေးတဲ့အတွက်လူသူပြက်လက်တဲ့နေရာတစ်ခုဖြစ်ပါတယ်လုံမလိုအပြိုရွယ်လေးတစ်ယောက်တည်းလာတဲ့နေရာမျိုးမဟုတ်ပါလွမ်းစီရီတဝိုက်မှာစီရီကဆွဲလွဲတန်နေကျင်းငယ်တာရကာတို့ရဲ့အတန်တွေနဲ့သာညံ့ညံ့စီလျက်ရှိတယ်လုံမရဲ့အကြည့်ကဟိုအဝေးစီကရိုးမတောင်တန်းကြီးစီကိုရောက်လျက်ရှိတယ်။ရိုးမတောင်တန်းကြီးနဲ့လုံမရှိရာနေရာလွမ်းစီရီတောင်ကုန်းကြားကအပြိုးကျလာတဲ့တောအုပ်ကြီးကိုအပုပ်စီးကစီးမိုးကြည့်ကလုံမမျက်စိထဲမှာအဖြစ်ပြက်တွေကိုမြင်ရောင်လျက်ရှိတယ်။လုံမအနေနဲ့တစ်တောအုပ်အောက်ခြေကမြင်မျက်နှာပြင်အနေထားတွေအရာဝတ္ထုတွေကိုတာမန်မျက်စိနဲ့မမြင်နိုင်ပေမဲ့လေလုံမရဲ့စိတ်အာရုံမှာတော့ထိုတောအုပ်တွေကအဖြစ်ပြက်တွေကိုမြင်ရောင်နေမိပါတယ်။စိမ့်ညို့တဲ့တောအုပ်ကြီးအောက်ခြေကစမ်းချောင်းတွေရှုမြောင်းတွေကမ်းမှုတွေလှိုင်ကောင်းတွေရေတခွန်တွေခြောက်ကပားတွေတာရတရိတ်ဆန်တွေကိုလုံမအာယုံမှာထင်အောင်မြင်အောင်လျက်ရှိတယ်။လုံမရဲ့စိတ်အာယုံမှာထင်ရှားစွာမြင်နေရတဲ့အရာကစင်နှကောင်ဖြစ်တယ်။တကောင်မှအထေးဖြစ်ပြီးတကောင်မှအမဖြစ်တယ်။အရွယ်ရောက်ပြီးစင်အထေးနဲ့အမတို့ကတောထဲမှာဘာသာဘာဝသွာလာလှုပ်ရှားကြက်စားလျက်ရှိတယ်။စင်အထေးကဆွဲဆောင်စင်ကြီးဖြစ်ပြီးတောင်တင်းတန်မှလှပါတယ်။စင်အမကစင်အထေးနောက်ကတလုံးလုံးနဲ့လိုက်ပါလျက်ရှိတယ်။စင်အထေးကြီးကစင်မကိုယူရဖေးမကခေါ်သွားလျက်ရှိတယ်။လုံမရဲ့အာယုံထဲမှာတော့ရေတကွန်ဘေးမှာစင်လေးကြီးကရေတကွန်အောက်ကရေတွေကိုနှမောင်းနဲ့စုပ်ယူပြီးစင်မကိုပတ်ဖြန်းပေးနေပုံကိုမြင်ရောင်နေပါတယ်။ထို့နောက်စင်လေးကြီးကစင်မအတွက်ကြံတွေချိုးယူလာကတယူတရာကျွေးမွေးနေပုံကိုလည်းမြင်ရောင်မိပြန်တယ်။အဲ့ဒီနောက်မှာတော့စင်တီးနဲ့စင်မရေတိမ်နဲ့စမ်းချောင်းကလေးတစ်လျှောက်ရှောက်သွားနေပုံတွေတောထဲမှာဘာသာဘာဝစော်ကစားမြူတူးနေပုံတွေကိုမြင်ရောက်လာပြန်တယ်။ဒီချိန်မှာတော့လုံမကအသေးထိတ်စရာမြင်ကွင်းတစ်ခုကိုမြင်ရောက်ရပြန်တယ်။ကိုးတောင်ကြားကြီးတစ်ကောင်ကစင်တီးနဲ့စင်မကိုကြည့်ပြီးမန်ဖီလျက်ရှိတယ်။စင်ဒီကြီးကစင်မရှိမှရက်ကစင်မကိုလုံခြုံတဲ့နေရာမှာပုံအောင်နေဖို့တရိတ်ဆန်တို့ရဲ့ဘာသာစကားနဲ့ပြောဆိုအမှုအရာပြလိုက်တယ်။စင်မကရှို့ကြီးတစ်ခုကြားမှာဝင်ပြီးရက်နေလိုက်တယ်။ကိုးတောင်ကြားကြီးနဲ့ဆွဲဆောင်စင်ကြီးတို့ရဲ့တိုက်ပွဲကစတင်ပြီ။ကိုးတောင်ကြားကြီးကစင်ကြီးရဲ့ဘေးပတ်လေးကိုလှည့်ပတ်ကမှန်ပြီးရင်စက်ကောင်းကိုချောင်းလျက်ရှိတယ်။ဆွဲဆောင်စင်ကြီးကလည်းကြားကြီးလှည့်ပတ်နေတဲ့အတိုင်းသူ့ကိုယ်လုံးကြီးကိုပတ်ချလိုက်ကခုခံဖို့အသင့်ပြင်ဆင်လျက်ရှိတယ်။စင်ကြီးကသူ့ရဲ့အိမ်သူစင်မကြီးရှိရာရှိုးဘက်ကိုအလစ်မပေးပဲကာကွယ်ထားတယ်။ကြားကဘယ်ဘက်ကိုပြေးဖို့ဟန်ပြပြီးမှညာဘက်ကပတ်ဝင်ကတစ်ချက်ကျဲလောင်စွာဟိမ့်လိုက်ရင်စင်ကြီးကိုခုံအုပ်လိုက်တယ်။စင်ကြီးကလက်မြန်စွာဝှေ့ချလိုက်ကခုံအုပ်လိုက်တဲ့ကြားကိုအဆွဲနှစ်ဖက်နဲ့ပင့်ကော်လိုက်တယ်။ကြားကဆွဲသုံးစင်ကြီးရဲ့အဆွဲဖွေးဖွေးထက်မှရက်ကန်နဲ့သွေးတန်ရဲဖြစ်လျက်ရှိတယ်။စင်ကြီးကဦးကောင်းကိုပင်ညာရမ်းခါပြစ်လိုက်တဲ့အခါမှာတော့ကြားကဆင်ဆွဲထက်ကပြုတ်ကျပြီးရင်နှချမ်းကွဲကအသေးဥတွေမြေပြင်ထက်မှပြန်သွားပြီးတော့တစ်ချက်နှစ်ချက်သာဆန့်ငင်ဖြစ်ပြီးကြားကြီးအသက်ပြောက်သွားလေတော့တယ်။ဆွဲဆောင်စင်ကြီးကထို့အတိုင်းပင်အန်ဒီရဲ့ရန်ဆွဲအမျိုးမျိုးကကာကွယ်ပေးခဲ့ပါတယ်။ဒီအဖြစ်တွေကိုလုံမအာယုံထဲမှာထင်ရှားစွာမြင်လျက်ရှိတယ်။ဒီလိုဆင်မအပေါ်မှာကျင်နာရွရဖေးမမှုတွေရှိခဲ့တဲ့ဆွဲဆောင်စင်ကြီးကတနေ့တော့အခါမှာဆင်မကိုထားရက်ခဲ့ကစွန့်ခွာထွက်ပြေးသွားတာမယုံနိုင်စရာပဲဖြစ်တယ်။နောက်ဆုံးတစ်နေ့မှာစင်ကြီးကဆင်မကိုထားရစ်ပြီးစွန့်ခွာသွားခဲ့ပါတယ်။စင်ကြီးစွန့်ခွာသွားတဲ့အပိုင်းကိုမြင်ရောက်လာတဲ့လုံမရင်မှာတစစ်စစ်နာကျင်လာတယ်။မျက်ရည်များဝဲလာတယ်။သမီးရေလုံမအလိုထင်းတဲ့အတိုင်းပဲဒီကိုရောက်နေတာ哦။နောက်ကအတန်ကြားတာကြောင့်လုံမလှဲကြည့်လိုက်တယ်။လုံမမိခင်ဒေါ်လုံးကြည်ဖြစ်တယ်။လုံမရဲ့မပြောမဆိုနဲ့ထွက်သွားလိုက်တာအမေဖြင့်စိတ်ပူရပါပေါ့။အိုးသမီးမျက်လုံးမှာလည်းမျက်ရည်တွေနဲ့ဘာဖြစ်တာလဲသမီးဘာမှမဖြစ်ပါဘူးအမေရဲ့ကျမမျက်လုံးနဲ့ဖုံဝင်လို့ပါဒေါ်လုံးကြီးကတပ်ပြင်းချလိုက်တယ်
ဒေါ်လုံးကြီးသိပါတယ်လုံမကတောရဲကိုကြီးကတွေးမိတွေးရတွေးရင်လွမ်းမောနေခြင်းဖြစ်တယ်လုံမရဲ့အကျင့်စရိုက်ကိုဒေါ်လုံးကြီးကသိပြီးဖြစ်တယ်ဒါပေမဲ့မိမပြိုလေးတယောက်တည်းရွာနဲ့ဝေးရကိုထွက်သွားတာဒေါ်လုံးကြီးစိုးရိမ်လာတယ်ပြီးတော့ဒေါ်လုံးကြီးမှာအစွဲလန်းတစ်ခုရှိတယ်တောရဲကိုသမီးလုံမထွက်သွားမှစိုးရိမ်ခြင်းဖြစ်တယ်တောရဲကလာတဲ့သမီးတောရဲကိုသူ့သဘောနဲ့သူပြန်သွားမှကိုဒေါ်လုံးကြီးအစဉ်စိုးရိမ်နေမိတယ်ဒါကြောင့်လဲလုံမကိုမျက်ခြေမပြတ်စောင့်ကြည့်နေရတယ်ကြည့်နေတဲ့ကြားကလုံမတစ်ချက်ပျောက်သွားတတ်တယ်ဒေါ်လုံးကြီးကလည်းမီးသွေးပေါ်မှာအလုံများတာမို့လုံမကိုအမြဲတမ်းပြုတ်မနေနိုင်တာလဲပါတယ်ဒေါ်လုံးကြီးစိုးရိမ်နေပေမဲ့လုံမကတောရဲထွက်သွားလောက်အောင်တော့မမိုက်မဲပါအလွန်ဆုံးရွာမနီးမဝေးကလွမ်းစီရီရှိရာတောင်ပေါ်သွားပြီးတောရဲကိုငေးဆိုင်ကြည့်နေတဲ့ယုံသားဖြစ်တယ်ဘာပဲဖြစ်ဖြစ်ဒေါ်လုံးကြီးရဲ့စိုးရိမ်စိတ်ကလျော့မသွားတနေ့မှတောစိတ်ပေါက်ပြီးတောရဲပြန်သွားမှကိုစိုးရိမ်မိတာအမှန်ပါတကယ်တော့လုံမကတောရဲကလာတဲ့တောပြိုတအူးပင်မဟုတ်ပါလားလာနော်သမီးပြန်ကြစို့မှောင်လာရင်မကောင်းကွယ်နောင်လဲမပြောမစုမသွားပါနဲ့သမီးရဲ့အမေစိတ်ပူလွန်းလို့ပါဟုတ်ကဲ့ပါအမေဒေါ်လုံးကြီးကချောမော့ပြောရင်းသမီးလေးကိုအိမ်ပြန်ခေါ်လာခဲ့တယ်ကျမဒီလွမ်းစီဒီအထိပဲလာတာပါအမေရဲ့တောင်ချေမှာရွာသူရွာသားတွေလည်းတွာလာနေကြတာပဲဘာစိတ်ပူစရာရှိတဲ့တော့ကျမအတွက်စိတ်မပူပါနဲ့အမေမိဘဆိုတာပူပန်ရတာပဲအေးနောက်ဒီကိုလာချင်းအမေကိုပြောအမေရင်လဲလိုက်ပို့မယ်အဖော်ရင်လဲထည့်ပေးမယ်နော်လင်မယားနှစ်ယောက်သာသမီးအကြောင်းပြောဆိုရင်အတိတ်အကြောင်းတွေစီစိတ်ရောက်သွားကြတယ်လုံမဟာတကယ်ပဲစင်ဝင်စားသူလားညပိုင်းမှာဒေါ်လုံးကြီးကသူမရဲ့စိုးရိမ်စိတ်တွေကိုခင်မုန်းဖြစ်သူဦးနဲ့ကျော်ကိုတိုးတိတ်ပြောပြလိုက်တယ်သမီးလေးဆင်စိတ်ပေါက်ပြီးတောရဲပြန်သွားမှစိုးရိမ်မိတဲ့တော့ကြံဖန်လုံးကြီးရဲ့ဘယ်နဲ့ဆင်စိတ်ပေါက်ရမှာတော့တို့သမီးကအလိမ္မာလေးဆိုတာမင်းသိသားနဲ့ကွယ်စိုးရိမ်ရန်ကောတောဆက်သွားနေတာသွေးရိုးသားရိုးဟုတ်ပါမလားတော့စင်ဘဝကလာတဲ့သူဆိုတော့စင်စိတ်ပေါက်မှစိုးရိမ်ရတာပေါ့လုံမဆင်မလေးတစ်ပိုင်းဆိုတာတော်လဲသိသားပဲဒါတွေကအရင်ဘဝကပါလုံးကြည့်ရဲ့အခုလူဖြစ်လို့ငါတို့သမီးလေးပဲဖြစ်နေပြီပဲစင်စိတ်ပြန်ဝင်မယ်ဆိုတာတော့မဖြစ်နိုင်ပါဘူးအေးလေမင်းရမအေးဆိုတော့လေကြံဖန်စိုးရိမ်တာငါအပြစ်မပြောပါဘူးသမီးလေးလုံမနဲ့ဆင်းဆိုတဲ့တရဝါပတ်သက်မှုရှိနေတာတော့အမှန်ပါလုံမကိုမမွေးခင်ကကိုနဲ့ကျော်နဲ့မလုံးကြီးတို့လင်မယားကအတော်ပင်ဆင်းရဲကြတယ်ဆင်းရဲသမားမုံတော်ရွာတရွာလုံးမှာအဆင်းရဲဆုံးလင်မယားဖြစ်တယ်မုံတော်ရွာကန်ဖြစ်ပေမဲ့မိဘနှစ်ပါးငယ်စဉ်တည်းဆုံးမသွားလို့ဆွေမျိုးမတော်ဆက်တဲ့အိမ်မှာအခိုင်းစေတစ်ပိုင်းနဲ့ကက်ရက်နေရတဲ့မလုံးကြီးနဲ့အဝေးရရွာကမိဘမရှိလို့ရွာဦးဖုံးကြီးကကျောင်းမှာခိုင်းမှုခေါ်လာတဲ့ကိုနဲ့ကျော်တို့ကြံဖန်ဖူးစာဆောင်ကညားခဲ့ကြခြင်းဖြစ်တယ်ဖုံးကြီးနဲ့တကြီးကိုပြောဆိုပြီးနှစ်ယောက်သားလင်မယားဖြစ်ပေါင်းသိမိကြတော့ရွာအစုံမှာတစ်ဖက်ရက်တဲလေးထိုးပြီးနေရတယ်လှုပ်เสียအလောက်ကမရှိတောရဲဝင်ကထင်းခွေရောင်းစားရပါတယ်တောရဲဆိုတော့ထင်းခွေပြီးရောင်းเสียနေရကမရှိတူကိုရာထဲကိုင်းနေသွားရင်လမ်းမှာတွေ့ရတဲ့ချောက်တွေကိုကောက်ယူလာရုံနဲ့ကိုအိမ်အတွက်တော့ထင်းလုံလောက်နေတယ်ကိုနဲ့ကျော်နဲ့မလုံးကြီးတို့ခွေလို့ရတဲ့ထင်းကိုရွာမှာရောင်းစားလို့မရပါတို့အခါကိုနဲ့ကျော်က9မိုင်ကန်ဝေးတဲ့စမ်းအိုင်ဆိုတဲ့ရွာကြီးကိုထင်းတွေသွားရောင်းရတယ်စမ်းအိုင်မှာကမီးသွေးဖို့ရှိတဲ့အတွက်ထင်းရောင်းလို့ရပါတယ်ဒါလည်းမီးသွေးလှုပ်လို့ကောင်းတဲ့ထင်းတုံကြီးကိုမှဝေခြင်းဖြစ်တယ်ဒါကြောင့်ကိုနဲ့ကျော်တို့လင်မယားကထင်းတုံကြီးရအောင်တစ်ပင်ကြီးတွေကိုခောက်လဲပြီးမှထင်းခွေရတယ်တော်ရရနဲ့ရွာထင်းတုံကြီးတွေကိုလင်မယားနှစ်ယောက်ထမ်းယူရွက်ယူလာရတယ်ရွာရောက်တော့မပြီးသေးကိုနဲ့ကျော်ကထိုထင်းတုံကြီးတွေကိုထမ်းကစမ်းအိုင်ရွာအရောက်သွားပို့ရသေးတယ်ဒီလိုပင်ပန်းလုပ်ပေမဲ့ဝမ်းဝယုံသာရှိတယ်အိမ်အောင်ကြပြီး4-5နှစ်ကြာတဲ့အထိကလေးမရသေးတာပဲတော်သေးတယ်လို့ပြောရတော့မယ်ကလေးရှိလာပါကကလေးပဆက်ပေါက်အတွက်ပူပင်ရအောင်မယ်သို့တော့ကိုနဲ့ကျော်ရောမလုံးကြည့်ပါကလေးလိုချင်ခဲ့ကြပါတယ်ဘလောက်ဆင်းရဲအိမ်အောင်တဲ့ဖြစ်မှတော့သားသမီးယတနာကိုမျှော်လင့်ကြတယ်တနေ့တော့ထင်းရှားပါတဲ့အတွက်ကိုနဲ့ကျော်တို့လည်းမရတော်နဲ့တဲ့အထိသွားပြီးထင်းခွေခဲ့ရတယ်ထိုနေ့ရွာကိုပြန်ရောက်တော့မိုးချုပ်နေပြီစမ်းအိမ်ရွာအထိထင်းသွားမပို့နိုင်တော့ကိုနဲ့ကျော်တို့တော်နဲ့အထိဝင်ခဲ့ကြခြင်းဖြစ်တယ်ထိုအခါမှာပဲဖြစ်တယ်ကိုနဲ့ကျော်ကတစ်ပင်ကြီးတစ်ပင်ကိုအရင်ကခုတ်လဲနေတော့မလုံးကြီးကအလန့်တကြားနဲ့တတိပေးလာတယ်ကိုနဲ့ကျော်ကျုပ်တို့ပြန်ရမှာနဲ့အဲ့ဒီအပင်ကိုပြီးအောင်ခုတ်မနေနဲ့တော့ပြန်ကြစို့ဟာဘလို့ဖြစ်တာလဲပြီးကနေမှနေပါအောင်ဟာ
ပြန်ကြောက်စုကိုနဲ့ကျော်ကျုပ်စိတ်ထဲမှာမတန့်ဘူးဒီနားမှာဆင်အုပ်တွေတောင်းချမ်းတယ်လို့ကြုတ်ကြားဘူးတယ်နေရလဲဟာကြံကြံဖန်ဖန်တွေးကြောက်နေပြန်ပြီတွေးကြောက်တာမဟုတ်ဘူးတော့ဒီနားမှာဆင်ရှိတယ်ကျုပ်တို့ပြန်ကြောက်စုမလုံးကြီးကပြန်ဖို့ကြီးတစားစားပြောနေတဲ့အခါကိုနဲ့ကျော်လည်းခုတ်လက်စတစ်ပင်ကိုလက်စအတိုင်းထားပစ်ခဲ့ရတယ်လမ်းမှာကိုနဲ့ကျော်ကတပြစ်ပြစ်ပြောမဆုံးတော့သူ့တစ်ပင်ကြီးကိုနှမျောနေတယ်ဒီကြားထဲမလုံးကြီးစိတ်ယောဂါကပိုဆိုးလာတယ်မြန်မြန်လျှောက်ပါတော့ကိုနဲ့ကျော်ကျုပ်တို့နောက်ကိုဆင်လိုက်လာပြီထင်တယ်အဲ့ဒီလိုနောက်ကိုလှဲကြည့်နဲ့ပြောတယ်လုံးကြီးရဲ့နင်ဘလို့ဖြစ်နေတာလဲဆင်ရှိရင်တောတိုးတန်ကြားရမှာပေါ့ဟာနင်လောက်တာနဲ့ငါတစ်ပင်ကြီးနှမျောလိုက်တာဟဲ့နှမျောရင်တော့နောက်နေမှလာယူလျှောက်ပါတော့မြန်မြန်နောက်မှဆင်ပါလာတယ်ထင်တယ်ဒီမိမဒီနေ့ဘာဖြစ်နေတယ်မသိဘူးတော်တော်ယူအိမ်ကိုချောချောမောမောပဲပြန်ရောက်တယ်ဘယ်မှာလဲနေစင်တကယ်ကြံမှန်ပြီးတွေးကြောင်နေတယ်အိုးတော်တော့တစ်ပင်ကြီးပြီးအောင်ခုတ်နေလေတော်ထဲမှာနေမိုးချုပ်သွားလိုက်မယ်အခုတောင်စမ်းအိမ်ကိုတော်မသွားနိုင်တော့ဘူးမဟုတ်လားကျုပ်တို့ရလာတဲ့ထင်းတွေလည်းနဲပါဘူးတော့ထိုညကကိုနဲ့ကျော်အိမ်မက်မက်တယ်အိမ်မက်ကမလုံးကြည့်ညနေရပြောထားတာတွေကိုဆွဲလန်းလို့လားမသိစင်ကိုအိမ်မက်မက်ချင်းဖြစ်တယ်သူနဲ့မလုံးကြည့်တော်ရရပြန်လာစင်တကောင်နောက်ကလိုက်လာတယ်လို့အိမ်မက်မက်ချင်းဖြစ်တယ်စင်ကစင်မကြီးဖြစ်တယ်စင်မကြီးကရှေ့ချစ်တစ်ဖက်ထောနဲ့သူတို့နောက်ကတကောက်ကောက်လိုက်လာတယ်ဒုက္ခိတစင်မကြီးဖြစ်တယ်စင်မကြီးကအိမ်အဝင်ဝမှာငေးပြီးကြံရစ်ခဲ့တယ်တဲ့အိမ်ဝင်းနဲ့အထီတော့ဝင်လိုက်မလားသူတို့လင်မယားညအိတ်နေတော့မှအိမ်ကလေးတိတ်ခနဲဖြစ်သွားတော့ကိုနဲ့ကျော်ကလက်နိုးသွားတယ်ကြည့်လိုက်တော့ခြေရင်းမှာညနေရပါလာတဲ့စင်မကြီးရက်နေတာတွေ့ရတယ်ရှေ့ချေတစ်ဖက်နာနေလို့စင်မကြီးရက်နေပုံကခက်ဆောင်းဆောင်းဖြစ်နေတယ်အဖေကျမအဖေတို့နဲ့နေခြင်းလို့နေမယ်နော်စင်မကြီးကလူအတိုင်းစကားပြောတယ်အိမ်မက်တဲ့ဆိုတော့ဆင်ရလူစကားပြောတာကိုနဲ့ကျော်ကအံ့ဩမနေပါဟဲ့နေလို့ပဲဖြစ်မှာလဲနင်းကိုလုံးကြီးနဲ့ငါအိမ်ကျိုးကြမှာပေါ့ဟင်ကျမအဖေတို့အမေတို့နဲ့နေခြင်းလို့တောထဲကနေတီတီလိုက်လာတာပါနေမှာပဲပြောဆိုစင်မကြီးကကိုနဲ့ကျော်နဲ့မလုံးကြည့်ကြားထဲဝင်လာကဝစ်ချလိုက်တယ်ကိုနဲ့ကျော်ကတဟဲ့အော်ရင်ကလန့်နိုးသွားတယ်မလုံးကြည့်ကတော့အိမ်မက်ထဲကအတိုင်းတခေါဟောက်ပြီးအိတ်နေတယ်ကိုနဲ့ကျော်ကသူ့ရဲ့ထူးဆန်းတဲ့အိမ်မက်ကိုမနဲ့ကြမှာပဲမလုံးကြည့်ကိုပြန်ပြောပြတယ်နေစင်လိုက်လာတယ်ပြောတာကိုစိတ်ဆဲသွားလို့လားမသိဘူးဟာညကငါအိမ်မက်မက်တယ်ကိုနဲ့ကျော်ပြောပြတဲ့အိမ်မက်ကိုမလုံးကြည့်ရပါဆက်အဟောင်းသားနဲ့နားထောင်နေတယ်အိမ်မက်ထဲကစင်မကြီးကခြေထောက်တစ်ဖက်ထောနဲ့နေတနာပါတယ်ဟာထိုစင်ကတော့နှစ်ယောက်စလုံးအိမ်မက်ကအိမ်မက်ပဲလို့သဘောထားကအမက်မထင်ရှိခဲ့ကြတယ်သမီးလေးလုံမကိုမွေးလာမှအိမ်မက်ကသမီးလုံမဝင်စားခြင်းလို့မှတ်တဲ့အိမ်မက်ဖြစ်မှန်းသတိထားမိတော့တယ်ကိုနဲ့ကျော်အိမ်မက်ပြီးမကြမီမလုံးကြီးမှာကိုဝင်ရှိလာခဲ့တယ်လုံမကိုမြန်မာတက်ကရီ1990ပြည့်နှစ်မှာမွေးဖွားခဲ့ခြင်းဖြစ်ပါတယ်လုံမကိုမွေးလာတော့ဆင်စရိုက်ဆင်အလေးထလေးတွေတွေ့လာရတဲ့အခါကိုနဲ့ကျော်အိမ်မက်ကမှန်ကန်ကြောင်းစဉ်းစားမိကြလေတယ်ထူးခြားတာကအိမ်မက်ကိုအမေကမမက်ပဲအဖေဖြစ်သူကမက်ခဲ့ခြင်းပါလုံမလေးကငယ်စဉ်တည်းကသွာလာလှုပ်ရှားမှုနေကွေးနဲ့အေးဆေးနေတတ်တယ်အခါများစွာမှကျမ်းမြေမော်လေးဘက်ထောက်ကလက်နှစ်ဖက်နဲ့ဒူးကိုကွေးပြီးငြိမ်လေးဝင့်နေတတ်တယ်ကြည်စမ်းမအောင်ကိုနဲ့ကျော်ကျုပ်တို့သမီးနေပုံထိုင်ပုံကစင်မလေးဝင့်နေတာနဲ့မတူးလာတော့လမ်းသွားတက်ကဆော့ကစားတော့လေလေးဘက်ကုံသွားကဝူနဲ့ဆင်လိုអော်တတ်တယ်ကိုနဲ့ကျော်ကဖုန်ကြီးစီခေါ်သွားကကလေးကိုစားတာဖွဲ့ပေးဖို့ရှောက်တယ်ဘေးတင်တွက်ပေးဖို့ရှောက်တယ်ဆရာတော်ဖေတပြည့်တော်သမီးလေးကထူးခြားပါတယ်ဖေသူ့ကိုဝင်မရှိခင်ကစင်မကြီးတကောင်တပြည့်တော်တို့နဲ့လာနေမယ်လို့အိမ်မက်ပေးတယ်ဖေလုံမဟာဆင်ဝင်စားလေးလားကြည့်ပေးပါဖေဟဲ့နဲ့ကျော်တတဝါတိုင်းမှာအရင်ဘဝဆိုတာရှိတာပဲမမှတ်မိကြလို့သားဟဲ့နဲ့သမီးစင်ဘဝကလာတော့ဘာဆန်းတယ်လဲဒါတွေအစွဲလည်းမထားစမ်းပါနဲ့ဖုန်ကြီးကကလေးရဲ့စာတာကိုတွဲချက်ပြီးချိန်မှာတော့အလေးအနက်မိတ်ကြခဲ့တယ်နှက်ကျော်ဒီကလေးကနေတို့အကျိုးပေးမဲ့ကလေးတာမန်ကလေးမဟုတ်ဘူးသူအသက်10နှစ်မပြည့်ခင်ထူးခြားမှုပြလိုက်မယ်ကိုနဲ့ကျော်တို့အဖို့တော့တာမန်ကလေးမဟုတ်ဘူးလို့ဟောလိုက်တာနဲ့ပင်ကျေနပ်နေရပါတယ်သူတို့ဘဝကတော့ဘာမှထူးခြားမလာခဲ့တော်ရဲသွားထင်းခွေရတော့တော်ရဲဝင်လာတော့ကလေးကိုထိမ့်မဲ့လူမရှိလို့တော်ရဲအထိခေါ်သွားရတယ်ကိုနဲ့ကျော်တလက်မလုံးကြီးတလက်ပစိုးပိုင်းလေးနဲ့တိုင်းကလုံးမလေးကိုကြောမှာပို့ပြီးခေါ်သွားရပါတယ်တော်ရဲရောက်တော့လေတော်ရတစ်ပင်ရိပ်ကောင်းကောင်းမှာကလေးကိုတိတ်ထားပြီးလင်မယားနှစ်ယောက်တိတ်ခုတ်ရတယ်
စင်ရရင်ကနတ်နေစေပါဖုန်ကြီးဟောလိုက်တယ်လို့ဒီကလေးကဘယ်အချိန်မှအကျိုးပေးလာမလဲလို့သာစောင့်ကြည့်နေရတယ်လုံမလေးအသက်9နှစ်ရွယ်ရောက်မှပဲသူတို့အတွက်ကံကြမအပြောင်းလဲဖြစ်လာခဲ့တယ်သူတို့စီကထင်းတွေဝင်နေကြစမ်းအံရွာကတကြီးလို့သူကကိုနဲ့ကျော်ခေါ်ပြောတယ်အင်္ဂလိပ်ရေးပိုင်မင်းကကြောက်သွေးလိုချင်တယ်လို့ပြောတယ်နဲ့ကျော်မင်းတို့လင်မယားတောထဲဝင်နေကြဆိုတော့ကြောက်သွေးရနိုင်မလားရှာစမ်းကြောက်သွေးအစိတ်ရရင်ငွေနဲ့ဆက်အစိတ်ပေးဝယ်မယ်တဲ့ဟာငွေနဲ့ဆက်အစိတ်ဆိုတဲ့မလုံးကကိုနဲ့ကျော်တော်တော်ဖန်းစားခဲ့တယ်ကြောက်သွေးဆိုတော့တောနဲ့တရားရေတကွန်နားများရနိုင်မလားမသိဘူးတရက်တော့စွန်းစွန်းဆာဆာသွားရှာကြဆိုလုံးကြီးကြောက်သွေးရရင်ငါတို့ချမ်းသာပြီဟာမချမ်းသာတော့မှအိမ်ကောင်းကောင်းလေးတော့စောင့်နိုင်မှာပဲမလုံးကြီးကလည်းစိတ်ဝင်စားပါတယ်ရှာတာပေါ့တော့ဒါနဲ့ကြောက်သွေးဆိုတာဘလို့မျိုးလဲရှင်သိလို့လားကြောက်သွေးလို့တော့ပြောတန်ကြဘူးတယ်တခါမှလည်းမမြင်ဘူးပါမတွေ့ဘူးပါကြောက်ကြိုကြောက်ကြကနေထွက်ကြနေတဲ့သွေးလိုအရင်နေရဲရဲလို့ပြောတာပဲဟာဆေးပြစ်နေတဲ့ချိုးလဲတိတ်ချိုတာတဲ့ကြောက်ကြားကထွက်ကြနေတဲ့အနီရီတွေ့ရင်ကြောက်သွေးပဲပေါ့တနေ့တော့ကြောက်သွေးရှာရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့မနက်စောစောဝေလီဝေလင်းမှာပဲတောထဲကိုထွက်လာခဲ့ကြတယ်သားမိသားဖ3ယောက်စာထမင်းထုတ်ကိုပိုပိုမိုမိုထုတ်ပြီးကြောက်သွေးရှိမယ်လို့မှန်းဆရတဲ့ရေတကွန်အထိထွက်ခဲ့ကြတယ်ရေတကွန်ကရိုးမတောင်ချီမှရှိတယ်သွားရတဲ့လမ်းကမလွယ်ကူကြမ်းတမ်းတယ်လမ်းလဲမှားနိုင်တယ်လမ်းမှာတောတောင်အနေနဲ့လဲကြုံတွေ့နိုင်တယ်ဘလို့ပဲဖြစ်ဖြစ်ငွေ20အစိတ်ဆိုတဲ့မလုံးကြောင့်ကြောက်သွေးကိုမရအရရှာရန်ထွက်လာခဲ့တယ်အမြဲတစေအေးအေးဆေးဆေးသွားလာလှုပ်ရှားတတ်တဲ့လုံမကထူးခြားစွာပဲထိုနေ့ကတောထဲမှာတွက်လက်စွာသွားလာလှုပ်ရှားနေခဲ့တယ်ခုနှစ်နှစ်အရွယ်ရှိပြီမို့ခြေဘိုးထိန်ချောင်းစရာမလိုတော့လုံမကတောထဲရှိရေတခွန်ရောက်တဲ့အထိရှေးကဥဆောင်သွားခဲ့တယ်အဖေနဲ့အမေလမ်းမနေပြီရေတခွန်သွားတဲ့လမ်းကဒီဘက်ကသွားရမှာဒီဘက်ကချိုးသွားမှရေတခွန်နဲ့နေတာရေတခွန်နဲ့ဆန့်ကျင်ဘက်ကိုရောက်နေပြီဟောဒီဘက်ကလာပါစသဖြင့်လမ်းညွန်ခေါ်ဆောင်သွားခဲ့ရာမောမတဲ့မီရေတခွန်ရောက်သွားခဲ့တယ်ကိုနဲ့ကျော်နဲ့မလုံးကြီးတို့ကတခါမှမရောက်ဘူးပဲလမ်းသိနေတဲ့သမီးလုံမကိုအံ့ဩနေကြရတယ်ရေတခွန်ရောက်တော့ထမင်းစားချိန်တက်မိမှုပါလာတဲ့ထမင်းတုပ်ကလေးတွေဖွင့်ကရေတခွန်ဘေးမှာထမင်းစားကြတယ်တလန်းလုံးရှင်လန်းတွက်လက်လာတဲ့လုံမကရေတခွန်အရောက်မှာတွက်လက်ရှင်ပြမှုမရှိတော့ပဝင်းကျင်ရှုခင်းကိုကြည့်ကမှိုင်တွင်ငေးငိုင်နေတယ်မျက်ရည်တွေဝဲနေတယ်ကိုနဲ့ကျော်တို့ကတော့ကြောက်သွေးရှာဖို့အားခဲလာတာမို့ထမင်းစားပြီးတာနဲ့ရေတခွန်အောက်မှာကြောက်သွေးရှာကြတော့တယ်သမီးလေးကိုရေတခွန်ဘေးကတစ်ပင်ကြီးအောက်မှာပစိုးပိုင်းလေးခင်းပေးခဲ့ပြီးထိုင်ဆောင်မှုနဲ့ဘဲမရှောက်မသွားဘူးမှားခဲ့ကြတယ်လုံမကမိဘတွေထားတဲ့နေရာမှာထိုင်ကြံခဲ့ရင်မှပဝင်းကျင်ကိုလှည့်ပတ်ကြည့်လိုက်တယ်အိမ်ကထွက်လာတဲ့လုံမကဒီတောတောင်ရှုခင်းမြင်ကွင်းတွေကိုမြင်ဘူးသိဘူးပြီးသားလို့ဖြစ်နေတယ်ဒီတောတောင်ထဲမှာသွားလာခဲ့ဘူးတရားထင်နေမိတယ်တို့ကြောင့်လည်းလုံမကမိဘတွေကိုဥဆောင်ကရေတခွန်စီအရောက်လမ်းပြခေါ်ဆောင်လာနိုင်ခဲ့ပါတယ်သူ့ဖြစ်သူလည်းအံ့ဩနေမိတယ်ရေတခွန်ဘေးမှာထိုင်ကြံခဲ့တဲ့လုံမကပဝင်းကျင်ရှုခင်းတွေကိုကြည့်ရင်ကတချို့ကိုမှတ်မိလာပြန်တယ်သူမရဲ့အမြင်အာရုံထဲမှာအိမ်မက်လိုစိတ်ကူးလိုတသက်လုံးမြင်အောင်လာခဲ့တဲ့မြင်ကွင်းတွေနဲ့ပဝင်းကျင်အနေထားကထပ်တူညီလျက်ရှိတာကြောင့်ဖြစ်တယ်လုံမကသူမရှိမှတဘောဘောစီးကြနေတဲ့ရေတခွန်ကြီးကိုကြည့်ကသူမမြင်အောင်တတဲ့မြင်ကွင်းတစ်ခုကိုသတိရလိုက်တယ်ထိုမြင်ကွင်းထဲမှာလာတာတဲ့ညချမ်းတစ်ခုမှာစင်အိုမာကြီးကခြေထောက်ထောနဲ့ရေတခွန်ရှိရာကိုဥတီသွားနေတာကိုလုံမမြင်နေရတယ်လာတာညမှာစင်မကြီးတကူတဲ့ထွက်လာခြင်းကတေဆုံးရန်အတွက်ဆင်သင်းချိုင်းကိုတွားရောက်နေခြင်းပဲဖြစ်တယ်သူမတို့ဆင်တွေကကွယ်လွန်ကနေချိန်မှာဆင်သင်းချိုင်းကိုအရောက်သွားရပါတယ်ဆင်သင်းချိုင်းမှာတေဆုံးရတယ်တောထဲကဆင်တိုင်းမိမိတို့အမျိုးအနွယ်တွေရဲ့ဆင်သင်းချိုင်းဘယ်နားမှာရှိတယ်ဆိုတာကိုသိကြပါတယ်စင်မကြီးကရေတခွန်အောက်မှာရှိတဲ့ဆင်သင်းချိုင်းစီကိုဥတီသွားရောက်နေခြင်းဖြစ်တယ်စင်မကြီးကခြေထောနဲ့လာခဲ့ရာရေတွေအားကုန်စီးကြနေတဲ့ရေတခွန်အောက်ခြေကိုရောက်လာပြီသူမကနောက်ဆုံးအနေနဲ့မျိုးတူအပေါင်းဖော်ဆင်တွေကြံရစ်ခဲ့တဲ့တောထဲကိုလှမ်းမြော်ကြည့်လိုက်တယ်နှမောင်းကိုမြောက်ရင်ကြည်ကွဲအော်လိုက်တယ်အဲ့ဒီနောက်စင်မကြီးကတန်မြန်စွာထိုးကျနေတဲ့ရေလုံးထုဘေးကကွေးဘက်ကရေတခွန်အောက်ရှိရှို့ထဲကိုဝင်လာခဲ့တယ်ထိုနေရာကိုတော့စီးကြနေတဲ့ရေတူကြီးကွယ်နေလို့လူနဲ့တရိတ်ဆန်တွေမသိရှိကြပါစင်မကြီးကရှို့လန်းကြအတိုင်းကွေးကောက်ခါတိုးဝင်သွားတဲ့အခါနောက်ဆုံးမှာတော့ကျဲပြောတဲ့ခမ်းမကြီးတွေကိုရောက်ရှိသွားတယ်လုံမကရေတခွန်ကြီးကိုစိုက်ကြည့်ရင်စင်မကြီးဝင်ရောက်သွားတဲ့ရေတခွန်ဖြစ်ကြောင်းပို့ပြီးသိကြလာတယ်ရေတခွန်အောက်ခြေကိုသွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ခမ်းမကြီးထဲမှာတော့
စင်တရဝါတွေရဲ့အယိုးတွေစင်ဆွယ်တွေပြန်ကျဲလျက်ရှိပါတယ်။စင်မကြီးကစင်သင်းချိုင်းခမ်းမကြီးထဲမှာစိတ်ကိုလျှော့ချကကိုလှဲချလိုက်တော့တယ်။ထိုမြင်ကွင်းကတော့လုံမအာယုံတွေထဲမှာမြင်လာနေကြမြင်ကွင်းတွေကတစ်ခုဖြစ်ပါတယ်။သူမမြင်အောင်လေးရှိတဲ့စင်မကြီးရဲ့ဖြစ်ရက်တွေထဲမှာနောက်ဆုံးဖြစ်ရက်ဖြစ်တယ်။မိဘတွေကိုကြည့်လိုက်တော့အဖေနဲ့အမေကတယောက်တနေရာစီခွဲကကြောက်သွေးရှာနေတယ်။လုံမကပစိုးပိုင်းလေးခင်းထားတဲ့နေရာကထခဲ့ကရေတကွန်ကြီးစီကိုလာခဲ့တယ်။ရေတကွန်အောက်ခြေအရောက်သွားဖို့ဆိုတာကတာမန်လူအဖို့အတော်ပင်ခက်ခဲပါတယ်။ရေညှိတွေနဲ့ချောကြည့်နေတဲ့ကြောက်တုံးတွေပေါ်ကဖြတ်သွားရတယ်။ရေတကွန်အောက်ခြေရှိရေကိုကြော်လွန်အောင်သွားရအောင်မှမို့မလွယ်လာပါ။လုံမကတော့မြင်ကွင်းထဲမှာစင်မကြီးသွားရလမ်းကိုမြင်ထားသိထားတယ်။သူမကကြောက်ဆောင်ကမှုတွေကိုပတ်ကရေတကွန်ကြီးရဲ့နောက်ကျောဘက်စီရှောက်လာခဲ့တယ်။ရေတကွန်နောက်ကျောစီကကွေ့ဝင်လာရင်ရေလုံးတူတဲ့ကြီးနဲ့နောက်ဘက်ကပြန်ကြားကိုရောက်သွားတယ်။စီးကြနေတဲ့ရေထုကြီးကကြီးမားရလေကရေလုံးတူနောက်ဘက်ကပြန်မှာရှိုကြီးတစ်ခုရှိနေတာကိုတာမန်မျက်စိနဲ့မမြင်မတွေ့နိုင်ပါ။လုံမကရေတကွန်တောင်ကျောပြရပတ်ဝင်လိုက်တဲ့အခါခန္ဓာကိုယ်ပင်ရေမစုပဲရေလုံးတူနောက်ဘက်ကိုရောက်သွားတယ်။ကြည့်လိုက်တော့သူမမြင်ကွင်းထဲအတိုင်းလှိုင်ကောင်းကြီးဖြစ်နေတာကိုတွေ့ရတယ်။လှိုင်ကောင်းကအတွင်းဘက်ကိုမြေလန်းလေးအဖြစ်တိုးဝင်သွားတယ်။လုံမကလှိုင်ကောင်းအောက်ခြေကိုငုံကြည့်လိုက်တဲ့အခါမြေပေါ်မှာအထက်ထက်ဖြစ်နေတဲ့ဆင်ချေရာတွေကိုတွေ့လိုက်ရတယ်။လုံမကမြေလန်းလေးအတိုင်းအတွင်းကိုဝင်လာခဲ့တယ်။အတွင်းဘက်မှာကွေ့ကဝိုက်ကပက်ကနဲ့ဝင်သွားရတဲ့လမ်းမှာစင်တကောင်အတွက်ကျဉ်းကျပ်မယ်ဖြစ်ပေမဲ့လုံမလိုကလေးတယောက်အတွက်လွယ်လွယ်ကူကူချောင်ချောင်ချိချိပင်ဖြစ်နေပါတယ်။လှိုင်ကောင်းအတွင်းလမ်းမှာတော့လုံမမြင်ကွင်းထဲမှာစင်မကြီးဝင်သွားတဲ့အတိုင်းဖြစ်နေတာကိုတွေ့ရတယ်။လမ်းဆုံးမှာတော့လုံမကကျဲပြောမြင့်မာတဲ့ခမ်းမကျဲကြီးတဲ့ကိုခြေချလိုက်မိတော့တယ်။ခမ်းမကြီးတဲ့ကိုရောက်တယ်ဆိုရင်ခမ်းမနဲ့အပြည့်ပြန့်ကျဲနေတဲ့ဆင်အယိုးတွေကိုတောင်မုံရပုံတွေ့ရတယ်။ဆင်သင်းချိုင်းကြီးပါလား။တချို့မကြသေးမီကသေဆုံးထားတဲ့ဆင်တွေကကိုယ်တယ်ပင်မပြတ်သေးပဲပုတ်ပွားဆွေးမြင့်နေကြတယ်။ဆင်လေးကြီးတွေရဲ့ဆင်ဆွဲတွေကလည်းအယိုးပုံတွေထဲမှာထိုးထိုးထောင်ထောင်ထိုးထွက်နေကြတယ်။လုံမကဆင်သင်းချိုင်းမြင်ကွင်းကိုကြည့်ပြီးမျက်ရည်တွေစီးကြလာတယ်။ဝမ်းပန်းတနေရှိုက်ငိုနေမိသေးတယ်။အဲ့ဒီနောက်မျက်ရည်တွေတုပ်ကအနည်းဆုံးအယိုးပုံတွေကဆင်ဆွဲရေးတစ်ချောင်းကိုကောက်ယူလိုက်တယ်။ကိုနဲ့ကြော်နဲ့မလုံးကြီးဟာကြောက်သွေးကိုတွေ့နူးနူးနဲ့လင်မယားနှစ်ယောက်ကြောက်ကြိုကြောက်ကြားမကြမ်းအနှံ့ရှာကြတယ်။လုံမကိုလည်းရေတကွန်စေးကြရာဆန်းချောင်းနှစ်ဘေးမှာမမြင်တွေ့ရတော့အဲ့ဒီအခါမှပဲနှစ်ယောက်သားမျက်လုံးမျက်စံပြူကစိုးရိမ်ထိတ်လန့်သွားကြတယ်။သူတို့ထားခဲ့တဲ့နေရာမှာသမီးလေးလုံမမရှိတော့ပစိုးပိုင်းကလေးကိုသာခင်းရက်သားတွေ့ရတယ်။လုံမရေလုံမသမီးရေကိုနဲ့ကြော်နဲ့မလုံးကြီးတို့သမီးကိုတကြောကြောဟစ်အော်ခေါ်ရင်ရှားချပြန်တယ်။တော်တော်ကြာကြာရှာလို့ကြောက်သွေးအစနာပင်မတွေ့ကြတော့လင်မယားနှစ်ယောက်လူခွဲရှာကြပြန်တယ်။ရေတကွန်စီးကြရာကြောက်လွာကြောက်ချက်တွေကြားတက်ကရှာကြခြင်းဖြစ်တယ်။ကြောက်သွေးဆိုလို့အနေရောင်အဆက်ပြောက်ကလေးပင်မတွေ့ကြပါ။နေကြသွားချိန်လင်မယားနှစ်ယောက်ပြန်ဆုံကစိတ်ပြက်လက်ပြက်နဲ့သမီးလေးကိုထားခဲ့တဲ့နေရာကိုပြန်လာကြတယ်။ဘလို့ရှာလုံမကိုအစနာပင်မတွေ့ပါ။ပြန်ထိုးတန်လည်းမကြရပါ။မလုံးကြီးကတော့ငိုပင်ငိုနေပြီ။လုံမပဲချင်းကပျောက်သွားမှလည်းသူတို့မသိ။အခုရှာနေကြတာပင်နိုင်ဝဲကြော်နေပါပြီ။တော်တော်နဲ့ရှာမတွေ့ရေတကွန်ကြီးကစီးကြနေတဲ့ရေတံတဝေါဝေါကြားမှာသူတို့အော်ခေါ်တန်တွေကတိုးဝင်ပြောက်ွယ်သွားကြတယ်။နှစ်ယောက်သားချောင်းတစ်လျှောက်လူခွဲပြီးလိုက်ရှာရပြန်တယ်။တယောက်ကိုတယောက်မမြင်ရလောက်အောင်လဲလူချင်းမခွဲရဲ။သူတို့ချင်းပါပြန်မတွေ့ရမှစိုးရိမ်လို့ဖြစ်တယ်။ထိုစဉ်မှာပဲလုံမကမြည်သည့်နေရာကထပ်လာမှမသိလက်ထဲမှာကြီးမားရှည်လျားတဲ့အရာကိုကင်ကပြန်ရောက်လာတယ်။ကျမပြန်လာပါပြီအဖေနဲ့အမေလုံမပုံတရံကပင်မဲနွဲ့နဲ့ဟန်လည်းမရှိအိမ်လေယာကပြန်လာတယ်လို့အေးအေးဆေးဆေးပင်ရှိနေတယ်။သမီးအမလေးလုံမလေးရဲ့အမေတို့ဖြင့်စိတ်ပူလိုက်ရတာဘယ်သွားနေတာလဲ။ကျမအမေတို့အတွက်ဟော်ဒီဥစ္စာသွားယူတာပါ။ရော့အဖေလုံမကသူ့လက်ထဲကရှည်လျားပြီးအဖျားသွဲသွားတဲ့အဖြူရောင်အချောင်းကြီးကိုဖခင်ဖြစ်သူကိုအပ်လိုက်တယ်။ဟာစင်ဆွဲကြီးပါလား။စင်ဆွဲဒီစင်ဆွဲကိုသမီးဘယ်ဟာတွေ့ခဲ့တာလဲလုံမကျမတွေ့လို့ယူလာခဲ့တာပါအဖေဘယ်ဟာတွေ့တာလဲအိုးမသိဘူးကျမမပြောတတ်ဘူးကိုနဲ့ကျော်ကစင်ဆွဲကြီးကိုပိုက်ရင်ရှင်တွေတုံနေတယ်စင်ဆွဲက3မေကန်ရှည်လျားကဖြူဖွေးပြီးတော့ပြောင်းလဲချောမွေ့နေတယ်ဒီတိုးထဲမှာအဖေတို့ရှာတဲ့ကြောက်သွေးဆိုတာမရှိဘူးအဖေရှာမနေပါနဲ့တော့ဒါကိုယူပြီးကျမတို့ပြန်ကြရအောင်သမီးတွေ့ခဲ့တဲ့နေရာမှာနောက်ထပ်တာမျိုးတွေရှိသေးလားလုံမကကိုနဲ့ကျော်ကိုစူးစူးရဲရဲကြည့်လိုက်တယ်ကျမတို့ပြန်ကြရအောင်ပါအဖေ
ပြန်စကားကိုပဲပြောနေတယ်ဟုတ်ပါတယ်ကိုနဲ့ကျော်ရဲ့ခလေးကမပြောချင်တာတွေမေးမနေပါနဲ့တော့လုံမကဘာမှမပြောတော့ပဲရှေ့ကထွက်သွားတယ်မိခင်နဲ့ဖခင်ကလုံမနောက်ကလိုက်ခဲ့ရတယ်လုံမအဖေတို့လာတာဒီလမ်းမဟုတ်ဘူးလေလမ်းလွဲနေပြီကျမနောက်ကလိုက်ခဲ့ပါရွာအောင်မြန်မြန်ရောက်တဲ့လမ်းကိုကျမသိတယ်ကိုနဲ့ကျော်နဲ့မလုံးကြီးကတယောက်နဲ့တယောက်အတိတ်ပဲပါတဲ့မျက်လုံးတွေနဲ့မကြာခဏကြည့်ကလုံမနောက်ကတိတ်ဆိတ်စွာပါလာခဲ့တယ်လုံမစကားကမှန်လာတယ်အလာတော့အချိန်ရဲ့ထက်ဝက်လောက်နဲ့ပင်ရွာလန်းကိုရောက်တယ်ဒီလန်းဒီခရီးတွေကိုအသက်9နှစ်အရွယ်လုံမကအချိန်ချင်းအခါခါသွားလာဘူးတလို့ကျွမ်းကျင်နေပါတယ်တောတွေကမထွက်မီတောဆက်အရောက်မှလုံမကအတန်ကြာရက်ရင်တောထဲကိုစိုက်ကြည့်နေတယ်တပ်ပြင်းကိုလေးတွဲစွာချတယ်မျက်ရည်တွေလည်းကျလာတယ်ပြီးတော့မှခြာခနဲလေကရွာဘက်စီကိုခြေဥတီခဲ့တယ်ကိုနဲ့ကျော်တို့လည်းများကတွေ့ကြုံရသမျှအတွက်အံ့ဩမြင့်တက်ရင်သမီးနောက်ကလိုက်ပါခဲ့ကြတယ်ရွာပြန်ရောက်ချင်းကိုနဲ့ကျော်ကစင်ဆွယ်ကြီးကိုပိုက်ကရွာဦးဖုန်းကြီးကျောင်းစီသွားပြတယ်အဖြစ်ပြက်ကိုလည်းပြောပြလိုက်တယ်တရွာလုံးကိုလည်းကိုနဲ့ကျော်တို့လည်းများစင်ဆွယ်ရလာတဲ့တရင်ပြန့်နှံ့သွားတယ်စင်ဆွယ်ဆိုတာကကြောက်သွေးထဲအများကြီးတန်မိုးရှိတာပေါ့နတ်ကျော်တို့တော့တထေးဖြစ်ပြီလို့ပြောကြတယ်ဖုန်းကြီးကတော့စင်ဆွယ်ကိုမြို့တက်ရောက်မယ်မန္တလေးထိတက်ရောက်မယ်ငါကိုယ်တိုင်လိုက်ပို့ပေးမယ်စင်ဆွယ်ရလာတဲ့တရင်ကိုလူတကာသိအောင်ရှောက်ပြောမနေနဲ့တော့မင်းတို့တဲအိမ်လေးထဲမှာလည်းဒီစင်ဆွယ်တိတ်မထားနဲ့တခိုးတဝက်အနေရရှိတယ်ငါကြောင့်မှထားခဲ့တရနေ့ရက်အတွင်းမြို့တက်ဖို့ပြင်မိတော့လို့မိန့်ကြားလိုက်တယ်ကိုနဲ့ကျော်တို့စင်ဆွယ်ရလာမှန်းသိတော့လူတွေကစင်ဆွယ်ဘယ်နာရလာတယ်လဲမေးကြတယ်ကိုနဲ့ကျော်နဲ့မလုံးကြီးကရေတကွန်အနီးကလုံမယူလာခဲ့ကြောင်းရိုးရိုးသားသားပင်ပြောပြကြတယ်လုံမကိုလည်းချော့မော့ကမုတ်နေကျွေးကအဝေးစားတွေဝယ်ပေးကစင်ဆွယ်ဘယ်နေရာကယူလာတယ်လဲမေးကြတယ်လုံမကတခေါမှပြန်မပြောခဲ့ပါလောဘသားတို့ကရေတကွန်နားမှာပဲစင်ဆွယ်တွေရှိနိုင်တယ်လို့ယူဆပြီးရေတကွန်စီကိုအုပ်စုဖွဲ့သွားကြတယ်ရွာနီးချုပ်ဆက်ကသတင်းကြားသူတွေလည်းရေတကွန်စီစင်ဆွယ်အရှာထွက်ကြတယ်သူတို့ထင်ကထိုနေရာမှာစင်သင်းချိုင်းရှိမယ်လို့ယုံကြည်ယူဆခြင်းဖြစ်တယ်ဒါပေမဲ့စင်ဆွယ်အရှာထွက်သူတိုင်းရေတကွန်စီမရောက်ကြလမ်းမှာပဲမျက်စိလဲပြီးပြန်လာကြတယ်ရေတကွန်စီရောက်သွားကြသူတွေကလည်းမြေလန်ရှာသည့်တိုင်စင်ဆွယ်နဲ့တူတာဆိုလို့မတွေ့ကြသတင်းကြားနဲ့မျိုးဝလာတဲ့စင်သင်းချိုင်းရှာတဲ့အဖွဲဆိုရင်လက်နဲ့ကရိယာအစုံနဲ့ရောက်လာကြတယ်တို့အဖွဲကရေတကွန်စီကိုရောက်သွားတယ်သို့တော့စင်ရိုင်းအုပ်စုနဲ့တွေ့ကစင်ရိုင်းတွေလိုက်တာကြောင့်တေးပြေးရှင်ပြေးပြန်ပြေးခဲ့ရတယ်အဖွဲတွေက2ယောက်ကဆင်နှင်းခံရလို့တေးကြံခဲ့တယ်တယောက်ကတော့ဆင်မြောင်ကြီးရဲ့အဆွဲကြားမှာပါသွားခဲ့တယ်ထိုသတင်းတွေကိုလုံးမကြတော့ပြုံးနေမိတယ်ဖုန်းကြီးစီစဉ်တဲ့နောက်တစ်ပတ်အကြာမှာဖုန်းကြီးကိုယ်တိုင်ဦးဆောင်ကကိုနဲ့ကျော်ကိုခေါ်ပြီးစင်ဆွယ်ရောက်မှုမန္တလေးအထိတက်သွားကြတယ်စင်ဆွယ်တော့စင်ဆွယ်မဲမသိအောင်ထုတ်ဖို့သိမ်းဆည်းသွားကြတယ်ကိုနဲ့ကျော်မန္တလေးတက်သွားတဲ့ရက်တွေမှာမလုံးကြီးတယောက်ရှင်ဓမ္မမနဲ့မျှော်နေရတယ်ဖုန်းကြီးပါတယ်ဆိုပေမဲ့လမ်းမှာလူဆိုးတများတွေနဲ့တွေ့မှာကိုစိုးရိမ်ပူပန်မိတယ်ကိုနဲ့ကျော်တို့ခရီးထွက်သွားတာကအသွားအပြန်ရက်ပေါင်း20ကြာခဲ့တယ်ရက်20ကြာပြီးကိုနဲ့ကျော်ရွာပြန်ရောက်လာမှပဲမလုံးကြီးစိတ်အေးရတော့တယ်စင်ဆွယ်ကြီးကိုငွေကျပ်1000နဲ့ရောင်းလို့ရလာခဲ့ပါတယ်လက်ထဲမှာငွေတစ်ကျပ်ပြည့်အောင်မကင်ဘူးတဲ့ကိုနဲ့ကျော်တို့အဖို့ငွေ1000ကများလာတယ်ပြီးတော့မုံတော်ရွာမှာငွေ1000ချမ်းသာသူမရှိပါကိုနဲ့ကျော်တို့လည်းများကစင်ဆွယ်တကိုးကြောင့်ရွာမှာအချမ်းသာဆုံးလူတွေဖြစ်သွားကြတော့တယ်ကိုနဲ့ကျော်ကလည်းမန္တလေးအထိသူရောက်ပေါက်ခဲ့တဲ့ခရီးစဉ်အကြောင်းကိုပြောလို့မဆုံးတော့ပါမန္တလေးဆိုတာဒီကနေတော်တော်သွားရတာကိုဟာလမ်းမှာတင်4ရက်ကြာသွားတယ်ဟိတို့ရွာနဲ့မြို့ထိတာခြေချင်းတလက်လဲချမ်းတလက်နဲ့သွားရတာဟိမြို့ဟိုဘက်ရောက်တော့မော်တော်ကားနဲ့သွားရတာကလားမော်တော်ကားများဖြင့်အံ့ဩစရာကွယ်ယူဘက်တရိတ်ဆန်မှဆွဲစရာမလိုပဲပြေးတာဟာမြန်သလားမမေ့နဲ့တို့ရွာမှာတော့လူထဲမှာငါပထမဆုံးမော်တော်ကားစီးပူးတာပဲပေါ့မှန်နေမော်တော်ကားဆိုတဲ့ရှင်ရှိနေပြီဖြစ်ကြောင်းကြားသိပေမဲ့မုံတော်လိုရိုးမတောင်ချရာရွာငယ်လေးကလူတွေကမော်တော်ကားကိုမြင်အောင်မမြင်ဘူးကြသေးပါဘလို့ပုံတရံရှိမှန်းလည်းမသိကိုနဲ့ကျော်ကသူ့အတွေ့အကြုံတွေကိုပြောပြတော့ရွာလူတွေကကိုနဲ့ကျော်အထင်ကြီးကြတယ်ကိုနဲ့ကျော်ပြောတဲ့အတိုင်းကိုနဲ့ကျော်ကရွာလူတွေထဲမှာပထမဆုံးမော်တော်ကားစီးပူးသူဖြစ်တယ်ဖုန်းကြီးကတော့တစ်နေ့တစ်ခါလောက်မြို့အရက်ကိုကြွနေကြမှုမော်တော်ကားစီးပူးတာကြာပါပြီဒါကြောင့်ကိုနဲ့ကျော်ကသူ့ကိုယ်သူလူထဲမှာပထမဆုံးမော်တော်ကားစီးပူးသူအဖြစ်ကြွားပါခြင်းဖြစ်တယ်ပြောရအောင်မေအင်္ဂလိပ်တွေတော်ချက်လောကဓာတ်ပညာနဲ့စောက်ထားတဲ့တရားကြီးများ AR မြေဆိုတာနဲတဲ့မြေကြီးမဟုတ်ဘူးနော်အကျယ်ကြီးရဲ့အဲ့ဒါကိုတရားရအောင်စောက်တယ်ဗျတရားပေါ်မှာမော်တော်ကားလဲမောင်းလို့ရတယ်မီးရထားလဲသွားလို့ရတယ်မ
မိရထားဆိုတာလည်းမြင်တော့မြင်မှုခဲ့ပါတယ်အခွင့်မကြုံလို့မသိခဲ့ရဘူးအရှိကြီးရဲ့ကိုနဲ့ကျော်ရဲ့အတွေ့အကြုံတွေကရင်သက်ရှုမောပွဲစကိုင်းတရားခေါ်အင်းဝတရားကြီးကိုခရစ်နှစ်1934ခုနှစ်မှာဆောက်လုပ်ပြီးစီးခဲ့ရာကိုနဲ့ကျော်သွားရောက်ချိန်မှာတရားဖွင့်လက်တာတနေ့ခန့်မြသာရှိသေးတယ်အဲ့ဒီဘက်မှာဖျားရီစီဒီဆိုတာလဲပေါ်တကူဗျကျုပ်မှာကားပေါ်နဲ့ဖျားတွေ့တိုင်းဥချလို့ကိုမစုံစကိုင်းမြို့ကိုအရင်ဖြတ်ရတာလေစကိုင်းကမှအခုနကပြောတဲ့အင်းဝတရားဆိုတာကြီးပေါ်ကနေမော်တော်ကားနဲ့တစ်ဖက်ကန်ကူးရတာကောစကိုင်းမှာဖျားရီပေါ်ပြီးမြင်ဆရာတော်ကမဖူးနဲ့အောင်အပြန်ဖူးတဲ့စင်ဆွဲရောင်းဖို့ကအရေးကြီးတာ哦စင်ဆွဲလဲရောင်းပြီးတော့ဖူးလိုက်ရတဲ့ဖျားရီမန္တလေးမှာတကူကြီးဖျားရီအများကြီးကိုကွယ်မင်းတို့မဟာမြတ်မုနိဖျားကြီးဖူးဖူးစေခြင်းနဲ့တဲကျညိုစရာကောင်းတကူအပြန်ကျစကိုင်းဘက်ဝင်စကိုင်းတောင်မှာဖျားရီဖူးအော်စကိုင်းတောင်ဆိုတာသူတော်ကောင်းတွေနေတဲ့နေရပြီကိုဖျားရီဖူးရတိုင်းဒါငါသမီးလေးလုံမကျေးဇူးဆိုပြီးတော့အောက်မေ့မိတယ်လုံမရောလုံးကြီးရောမဟာမြတ်မုနိဘုရားကြီးဖူးရအောင်မန္တလေးတစ်ခေါက်တော့လိုက်ဖို့အောင်မဟိအခုဆိုငါတို့မှငွေကြေးပူစရာမှမလိုတော့တာကိုနဲ့ကျော်ကအားရပါရပြောပြတယ်မှန်ပါတယ်ကိုနဲ့ကျော်တို့မှမပူမပင်သုံးလုံးစရာငွေကြေးအပြည့်စုံရှိခဲ့ပြီဒါပေမဲ့ပတ်စံရှိနေပြီဆိုပြီးအလုံးမလုံးပဲနေလို့တော့မဖြစ်အလုံးလုံးမှဖြစ်မယ်အရင်လိုတော့တော်ရဲသွားထင်းခွေစရာမလိုတော့ပါဒီလိုဆိုရင်ဘာလုပ်မလဲထင်းခွေစရာမလိုပေမဲ့ထင်းခွေစင်ကဆက်ဆက်နေတဲ့လုပ်ငန်းဖြစ်တဲ့မီးသွေးလုပ်ငန်းရှိတယ်မီးသွေးလုပ်ငန်းကိုကိုနဲ့ကျော်နားလည်ပြီးဖြစ်တယ်အရင်နေ့ရှိပြီဆိုတော့မီးသွေးဖို့လောက်တာနဲ့တချိန်ရမုံတော့ရမှာအစင်ရဆုံးဖြစ်ခဲ့တဲ့ကိုနဲ့ကျော်အခုမစင်ရတော့ပါဘူးအားလုံးကဆင်ဆွဲအကြောင်းဖြစ်လာရတဲ့နောက်ဆက်တွဲတွေဖြစ်တယ်ဆင်ဆွဲဘယ်ကနေဘလို့ယူလာမှန်းမသိယူလာသူကလုံမဒီမှာလုံမမမွေးခင်ကြုံခဲ့ရတဲ့တောရဲကဆင်လိုက်လာတယ်လို့ထင်ခဲ့တဲ့မလုံးကြီးရဲ့အထင်အမြင်ထိုညမှာကိုနဲ့ကျော်မက်ခဲ့တဲ့အိမ်မက်တွေကပြန်ပြောစရာအဖြစ်တွေဖြစ်လာရတယ်လုံမကိုဆင်ဆွဲဘလို့ရလာတယ်လဲဘယ်နေရာတွေ့လာတယ်လဲဆိုတာတော့ဘယ်ခါမှမေးလို့မရတော့ပါမေးကြည့်လိုက်တိုင်းမျက်စာဝင်းထိုးပြီးကြည့်နေတယ်နှကန်းစုစိတ်ကောက်ကအိမ်ထဲဝင်သွားတတ်တယ်မမေးပါနဲ့ကိုနဲ့ကျော်မမေးပါနဲ့တော့ရှင်လုံမဆင်ဘွားကလာတယ်ဆိုတာကျုပ်တို့သိပြီးသားပဲဟာကျုပ်တို့အတွက်ရတဲ့နာဒီလောက်ပဲဖြစ်မှာပါအခုလေကျုပ်တို့ချမ်းသာနေပြီပဲသမီးလေးစိတ်ဆင်းရဲအောင်မမေးပါနဲ့တော့ကိုနဲ့ကျော်ရဲ့အေးပါဟာငါလည်းနောက်ထပ်လိုချင်လို့မေးတာမဟုတ်ပါဘူးအဖေဆိုတော့ပြောမလားလို့ပါဟာငါသမီးမကြရင်ငါမမေးတော့ပါဘူးဒီလိုနဲ့လုံမလေးကိုဆင်ဘွားကလာသူဆင်ဝင်စားအဖြစ်တရွာလုံးကယုံကြည်လိုက်ကြတော့တယ်အခုဆိုရင်လုံမအသက်ပင်16နှစ်ပြည့်ခဲ့ပြီလုံးကြီးကလည်းမီးသွေးဖို့ပိုင်ရှင်ကြေးရတက်တွေဖြစ်နေပြီအလုသမား10ယောက်ခန့်ထားပြီးတာဝန်ယူထားနိုင်တယ်အရင်ကတဲလေးနေရာမှာလည်းနှစ်ထပ်ပြင်အောင်အင်ဂျင်နဲ့ထဲထဲဝါဝါနေနိုင်ပါပြီသို့တော့ဒေါ်လုံးကြီးကသမီးလေးလုံမအတွက်ရတက်မအေးနိုင်ဖြစ်နေရတယ်လုံမကရွာထဲကရွယ်သူမိန်းကလေးတွေနဲ့လည်းမပေါင်းစကားလည်းဟဟမပြောဘသူနဲ့မှအယောမဝင်မိဘတွေနဲ့ပင်ရောရောဝင်ဝင်စကားမပြောဘဲတကူတည်းဘာတိဘာသာနေတတ်တယ်အစင်တစ်ဖြင့်ငိုင်းတွေ့နေတတ်တယ်လွမ်းစီရီစီသွားကတောနက်ထဲကိုမျောငင်းနေတတ်တယ်ဒေါ်လုံးကြီးစိုးရိမ်လာတယ်ကိုနဲ့ကျော်ရဲ့သမီးကနေရှိတဲ့ရွေတောထဲကိုမျောကြည့်ပြီးတော့ဘသူနဲ့မှလည်းအပေါင်းအသင်းမလုပ်တော့သူ့ကြီးတီချာဖြစ်နေတာကိုစိတ်ထဲမှာတမျိုးပဲသမီးလေးစိတ်ပြောင်းသွားအောင်တော်ကျုပ်တို့သားမီးကိုမန္တလေးဖျားဘူးလိုက်ဖို့ပါလားတော်ဆင်ဆွဲရောင်းပြီးတဲ့မဟာမြတ်မုနိဖျားကြီးဖူဖူလိုက်ဖို့မယ်လို့တော်ဂရိပေးထားလေအခုဆိုလုံးမအသက်တောင်16နှစ်ရှိနေပြီတော့ဂရိတော်မေ့ပြီလားမမေ့ပါဘူးလုံးကြီးရဲ့အလုတ်ထဲမှာစိတ်ရောက်ပြီးတော့စိတ်မအားလို့မအားဖြစ်နေလို့ပါဒိုမိသားတစုလုံးတနေရသွားရင်ဒိုလုပ်ငန်းယူဘယ်လိုထားခဲ့ရပါမလဲတွေးပြီးတော့စိတ်မချဖြစ်နေလို့ပါအလုတ်သမားတွေကလည်းရှိသေးတယ်မဟုတ်လားအေးဟာဟုတ်ပါရဲ့ညတို့ဖျားဘူးပို့အောင်မှာပါအလုတ်ကဘယ်အချိန်လှုပ်ဖြစ်တယ်အလုတ်လောပါတတ်မနေတော့ပါဘူးအလုတ်ကိုပိတ်ခဲ့အလုတ်သမားတွေတော့အဲ့ဒီရက်တွေအတွက်လောက်ခရှင်းပေးလိုက်ပေါ့တော့ဖျားဘူးသွားပြီးကုသိုလ်ယူမေးဟာကိုအလုတ်သမားတွေလည်းအလုတ်နိုင်နဲ့လောက်ခလေးရပါစေဒါလည်းကုသိုလ်ပေါ့ဟုတ်ပါတယ်ဒါဖြင့်နှွေပေါက်တာနဲ့ငါတို့ဖျားဘူးထွက်နိုင်အောင်လို့အခုကလေးကပြင်ဆင်ပြီးတော့လုံးကြည့်အဖေနဲ့အမေကသူမရဲ့နောင်ရဲ့အတွက်ပြောဆိုဆွေးနွေးနေစင်မှာလုံမကသူမရဲ့အခန်းလေးထဲဝင်ကတကူထဲတွေးမိတွေးရတွေးနေတယ်ညအမောင်ရောက်ပြီမို့လာရောင်ကပြင်းပေါက်ကထိုးကလုံမအခန်းထဲကိုရောက်တယ်လုံမအတွေးတွေကတော့ထုံးစံအတိုင်းတောနဲ့ကြီးတဲ့ကိုရောက်ရှိသွားပြန်တယ်ပကတိလာရောင်နဲ့လုံမအတွေးတွေရောရှက်ကတချင်ရလာတာညချမ်းမှာစင်နှကောင်ပြုံမြူးနေပုံတွေကိုမျက်စိထဲမြင်ရောက်လာတယ်ဆွဲဆုံးစင်လေးကြီးကစမ်းချောင်းထဲရရေတွေကိုနှမောင်းနဲ့ဆုပ်ယူကစင်မာကြီးကိုပက်လျက်ရှိတယ်
လာတာတဲ့ညာချမ်းအခါမှာတဲတောင်မြင်ဖွေးဖွေးပေါ်ကိုလာရောင်ဖြန်းချနေရတဲပွင့်တွေကလာရောင်အောက်မှာပြိုးပြိုးပြက်ပြက်လက်နေတယ်စမ်းချောင်းရေကြည်ကြည်ထဲမှာလည်းလာရိတ်ကထိုးကျနေတယ်စင်မကြီးကကမ်းမတဲတောင်ပေါ်ကိုတက်ပြေးတဲ့အခါမှာတော့စင်တီးကြီးကနောက်ကပြေးလိုက်သွားတယ်စင်မောင်နဲ့နှစ်ဖော်လာတာညမှာချစ်ကြည်ကြည်စဲနေကြတဲ့မြင်ကွင်းဖြစ်ပါတယ်ဒီလိုမြင်ကွင်းမျိုးကိုမြင်ရောက်လာရတိုင်းလုံမရင်မှာကြည်နူးရတယ်သို့တော့တစ်ချိန်မှာစင်တီးကြီးကစင်မကြီးကိုစွန့်ခွာထွက်ပြေးသွားတာကိုတတိယလိုက်တဲ့အခါမှာတော့ကြည်နူးနေတဲ့စိတ်တွေပျောက်ကွယ်သွားရပြန်တယ်မှန်ပါတယ်ထိုကဲ့သို့မောင်နှံတွဲပြီးကြည်နူးနေကြတဲ့ကြားကစင်တီးကြီးကတနေ့သောအခါမှာပြန်မလာပဲပျောက်သွားခဲ့တယ်ထိုအဖြစ်ကိုသိနေတဲ့လုံမစိတ်မှာစင်တီးကြီးကိုစိတ်နာနေမိတယ်တခုသောမနက်ခင်းမှာစင်တီးကြီးကအစာသွားရှာအောင်မင်းစောင့်နေပါလို့ပြောကအစာရေစာပေါ်များတဲ့နေရာကိုထွက်ခွာသွားခဲ့တယ်စင်မကြီးကထားခဲ့တဲ့နေရာကတဖွားမှမခွာပဲစင်တီးကြီးပြန်လာကိုစောင့်မျှော်နေခဲ့ပါတယ်စင်တီးကြီးသွားရနောက်ကိုစင်မကြီးလိုက်မသွားတာအကြောင်းရှိတယ်စင်မကြီးမှာကိုဝင်ရှိနေတာကြောင့်ဖြစ်တယ်ကိုဝင်အရင်မှနဲ့မို့ပင်မဲမှဆိုပြီးစင်တီးကြီးကလည်းမလိုက်စီလို့စင်မကြီးကိုဝင်ဆောင်နေရစင်တီးကြီးကပင်အစာရေစာများရှာဖွေကျွေးမွေးနေခြင်းဖြစ်ပါတယ်စင်မကြီးကရခင်နေ့တည်းရလိုပဲချစ်လင်ဆွဲဆုံးစင်ကြီးပြန်လာကိုထားရနေရကတဖွားမှမခွာပဲစောင့်မျှော်နေခဲ့တယ်သို့တော့စင်ကြီးပြန်မလာပါစင်မကြီးဆာလောင်မှုတိတ်တာကိုတီးခံပြီးစင်ကြီးပြန်အလာလန်းကိုမျှော်ငေးနေခဲ့တယ်ညမိုးချုပ်ထိတိုင်းစင်ကြီးပြန်မလာခဲ့နောက်တစ်နေ့မှလည်းပြန်ရောက်မလာခဲ့နောက်နေ့တွေမှလည်းစင်ကြီးကပြန်ပေါ်မလာတော့ပါစင်မကြီးကစင်ကြီးသူမကိုစွန့်ခါသွားလိမ့်ပြီလို့မှတ်ယူလိုက်တယ်တခြားသောစင်ပြိုမတကောင်နဲ့ပေါင်းသင်းနေပြီလို့ယုံမှတ်လိုက်တယ်ကိုဝင်ဆောင်ထားရတဲ့အချိန်ကြာမှစွန့်ခွာသွားရတဲ့စင်ကြီးကိုလည်းစိတ်နာမိတယ်ထိုချိန်ကစပြီးစင်မကြီးကကိုဝင်ဆောင်ကြီးနဲ့ကိုဝန်းစာကိုရှောင်ပြီးစားတော့ခဲ့ရတယ်စင်ကြီးကမျောပြီးမဲ့ပေါ်မလာတော့စင်မကြီးရဲ့နာကြီးစိတ်ကလည်းပိုပိုတိုးလာရတယ်ကိုဝင်ဆောင်စင်မကြီးကိုတခြားသောစင်အုပ်စုတစ်ခုကတွေ့သွားကသူတို့နဲ့အတူနေစီပြီးတော့စောင့်ရှောက်ထားပေးခဲ့တယ်တော်ရိုင်းတရဝပင်ဖြစ်တော်ညမျိုးလူချင်းရိုင်းပင်းကူညီတဲ့မြတ်တာဆဲတွေဖြစ်တယ်စင်မကြီးကကိုဝင်ဆောင်လာစေတဲ့အခါစင်ကလေးတစ်ကောင်မွေးဖွားခဲ့တယ်စင်ကလေးကအထီးလေးဖြစ်တယ်စင်ကလေးကအလွန်လှပတယ်ဦးကင်းထိတ်မှာလက်တော်စာကန်ကွက်ပြီးတော့အမွေးဖြူဖြူတွေပေါက်နေတယ်စင်မကြီးကစင်ရိုင်းအုပ်နဲ့အတူနေရင်သားကလေးကိုစောင့်ရှောက်လာခဲ့တယ်မျိုးလူစင်တွေကြောင်းသာစင်မကြီးကသားလေးကိုစင်တီးကြီးတစ်ကောင်ဖြစ်တဲ့အထိမွေးမြူစောင့်ရှောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်ချစ်လင်စင်တီးကြီးကသားငယ်စင်ကလေးအရွယ်ရောက်တဲ့အထိပေါ်မလာတော့ပါတောထဲမှာလည်းမြေသိနေရမှမတွေ့ရတော့ပါစင်မကြီးကသားငယ်စင်လေးကိုထိန်ချောင်ပဲ့ပြင်းရင်စင်တို့တက်အပ်တဲ့ပညာတွေကိုသင်ကြားပြသရင်းနဲ့စင်အိုမာကြီးတစ်ကောင်ဘဝကိုရောက်ရှိလာခဲ့လေတယ်ပရိသတ်များရှင်ဇလန်းလေးကိုတော့ဒီမှာပဲခေတ္တရက်နာခွင့်ပြုပါနော်နောက်ဆင်အားပေးခဲ့ကြတဲ့ပရိသတ်တရားချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်